နေမင်းဆိုတဲ့ဒီလူငယ်လေးဟာမြို့ကြီးပြကြီးစီသွားရောက်လှုပ်လှုပ်ရင်းသူမျောလင့်ထားသလိုမျိုးအောင်မြင်တဲ့တထေးတယောက်ဖြစ်လာဖို့အိမ်မက်တွေမှတ်ထားတာပါဒါပေမဲ့မြို့ကိုရောက်တဲ့အခါမှာအရာအလုံးကသူထင်ထားသလိုမဟုတ်တော့မှန်းသိလိုက်ရပြီးအကြီးအကျယ်စိတ်ပြတ်သွားခဲ့ပါတယ်ကျောင်းမှာအတော်ဆုံးကျောင်းသားတယောက်ဖြစ်ခဲ့ပေမဲ့အလုံးမရတဲ့ပြင်ပတ်စံအိတ်ပါအခိုးခံလိုက်ရတော့သူ့မှာပတ်စံတစ်ပြားမှမကျန်တော့ပါဘူးဒါပေမဲ့ကဲကောင်းထောက်မစွာနဲ့ပဲအမျိုးသမီးတယောက်ကသူ့ကိုလှုပ်ခုကမ်းလှမ်းလာပါတယ်အဲ့ဒါကတော့သူ့ဖခင်ရဲ့လုပ်ငန်းခွင်မှာအလုပ်သမားဖြစ်လုပ်ကင်ဖို့ပါပဲဒီလိုမျိုးအလုပ်ကြမ်းမျိုးကိုလုံးဝမလုပ်ချင်ပေမဲ့လည်းရွေးချယ်စရာမရှိတော့တဲ့အတွက်လက်ခံလိုက်ရပါတယ်တစ်ပတ်မှလည်းသူ့မိခင်ကအပြင်ကအတိုးပေးစနစ်နဲ့ချေးငွေတွေယူထားတာကြောင့်အတိုးနှုန်းတွေကတဖြည်းဖြည်းနဲ့တက်လာတာပေါ့မိခင်ဖြစ်သူကအတိုးတွေကိုပြန်မဆက်နိုင်တော့ပဲငွေချေးပေးသူတွေကတစ်ပတ်အတွင်းငွေမဆက်နိုင်ရင်အိမ်ကိုသိမ်းမယ်လို့ချိန်ချောက်ထားပါတယ်အမြန်လောက်ကြဆန်းမြန်လောက်မဟုတ်ရင်ငါတို့ကောင်းဆောင်ကစူမနော်မြန်လောက်ကြဟေးမခိုမကက်ကြနဲ့ကဲမြန်လောက်တော့မင်းတို့တွေဒီနေ့အလုပ်မပြီးရင်ဘယ်သူမှပြန်လို့မရဘူးကွာအိုးနေမင်းကဘာဖြစ်နေရလဲဘာလို့အားနေနေသူဖြစ်နေရလဲထဆန်းဟုတ်ကဲ့ပါကောင်းဆောင်ရဲ့ကျွန်တော်ကောင်းမှုနေလို့ပါဗျဘာကောင်းမှုကောင်းမဖြစ်နေရလဲအဖေကလည်းသူ့နားခွင့်ပေးလိုက်ပါသူလည်းပေးမနေပြီလေအဖေလည်းအမြဲတမ်းအလို့ပဲဖြစ်နေမလားအလုပ်သမားတွေရောအလုပ်ခိုင်းလွှင်းရင်သူတို့စိတ်ဖိစီးပြီးအလုပ်လုပ်နိုင်တော့မှာမဟုတ်ဘူးဟဲ့သမီးမင်းကငါ့ကိုပြန်တင်ပေးညာလားအားလုံးပဲပေမန်းတာပျောက်တဲ့ထိနားကြပြီးရင်ပြန်လာလောက်ကြโอเคရမလားအော်ယေးနားရပြီဟေးခဏတော့နားလိုက်ပါအောင်မယ်မောလိုက်တာကွာနေမင်းဟာအလွတ်လွတ်ပြီးတဲ့နောက်ပင်ပန်းလို့နားပြီးမှပဲအိမ်ခန်းချင်းချင်းရှုပ်ရှုပ်ပွားပွားထဲမှာအရသာမရှိတဲ့ခောက်ဆွဲချောက်တွေကိုထိုင်စားနေပါတယ်ဒါလားငါမှတ်ထားတဲ့အိမ်မက်ဟာတာပဲကွာဟာတာပဲသူအဲ့လိုတယောက်တည်းညီးတွားနေတဲ့အချိန်မှာပဲအနီးနားမှာရှိတဲ့ Give အမေဆုံးဆိုတဲ့ဆိုင်ကိုမြင်လိုက်ရပြီးအကြံတစ်ခုရသွားပါတယ်။တောက်တာလှုပ်လိုက်ရင်ဒီနေ့ကျအဆင်ပြေသွားမလားမသိဘူး။အမေနဲ့တခြားလူတွေလည်းငါ့ရဲ့အောင်မြင်မှုမြင်ရမှာပေါ့။နေမင်းတယောက်ပတင်းပေါက်ကနေစိန်ခံပစ္စည်းတွေကားတော့တွေစားအုပ်တွေကိုကြည့်နေရင်စီးပွားရေးလုပ်ငန်းရှင်တယောက်လိုပုံဖမ်းမှုဆုံးဖြတ်လိုက်ပါတယ်။ဟာဟာဟာသူကဖုန်းကိုထုတ်ပြီးတပ်ပုံရိုက်ကဆိုရှယ်မီဒီယာပေါ်တင်လိုက်ပါတယ်။ပြီးတော့သူကဒီလိုရေးလိုက်ပါတယ်။မနက်ကပဲ300တန် project ကိုဆွေးနွေးထားတယ်အမေဘာမှစိတ်မပူနဲ့နော်။ဒါအမေကိုရမ်းလွမ်းတယ်။မကြခင်သားအိမ်ပြန်လာခဲ့မယ်နော်။တကယ်ပဲဒီလိုပုံစံနဲ့လိန်ညာပြီးတင်တာကောင်းမှမလားမသိဘူး။ဟာအိုးဟိုအတော်ရေးအတော်သာချမ်းသာနေပြီတော့။ဟေးဘာရီလဲငါ့ကိုလည်းပြောစမ်းပါအရှိန်ဝါရှိတဲ့ပုံစံလေးနဲ့တထေးသားလေးပေါ့ရှင်ဟိုမှာကြည့်စမ်းကားတော့အရင်ကြည့်လိုက်အောင်မာစီတီလိုအကောင်စားကားတော့ကြီးဟုတ်တယ်မလားတော်ရဲ့အခုတော့တော်သားတကယ်ကိုတထေးကြီးဖြစ်နေပြီနော်တကယ်ပြောတာလားကဲဒီလို comment လေးရေးလိုက်မယ်နော်အိုးနေမင်းရေမမေတီစာလေးကိုဖတ်ပြီးတော့ PD ဖြစ်ပြီးအပြုံးလေးတွေနဲ့ဝမ်းသာနေရှာပြီကွယ်အဲ့ဒီလိုရေးပေးလိုက်မယ်နော်အေးပါကွယ်အေးပါနောက်ဆုံးတော့လည်းငါသာသူလိုချင်တဲ့ပန်းတိုင်ကိုရောက်ပြီပဲနေမင်းဟာသူ့ကိုချင်းမွန်ထောပနာပြုတ်ထားတဲ့ရွာသားတွေရဲ့မှတ်ချက်ကိုမြင်တွေ့ရပါတယ်ဒါပေမဲ့အဲ့ဒီလိုဖြစ်နေတောင်မှနေမင်းဟာဘလို့မှဝမ်းမသာနိုင်ပါဘူးပြီးတော့သူကငါလုံနေတာတကယ်ရောမှန်ရဲ့လားဘသူဖုန်းခေါ်တာလဲဟာမင်းသူအိုးဘလို့လုံရင်ကောင်းမလဲဟာငါအခန်းထဲကိုသူဒီလိုမြင်လို့မရဘူးချက်ချင်းတန်ရှင်းထလို့ရတော့မယ်မင်းသူဖုန်းခေါ်လာတဲ့အချိန်မှာပဲနေမင်းဟာပြတလဲနဲ့သူ့ရဲ့အခန်းကိုတန်ရှင်းလုပ်ပြီးသူ့ကိုယ်သူလူမှုကွန်ရက်ပေါ်မှာတင်ထားတဲ့အတိုင်းစီးပွားရေးလုပ်ငန်းရှင်နဲ့လိုက်ဖက်အောင်အစစ်နှမ်းရှိစမတ်ကြဝှစ်ဆန်လိုက်ပါတယ်ဟယ်လိုနေမင်းပြောနေပါတယ်ဘာကိစ္စလဲတငယ်ချင်းမင်းသူအေးဟယ်လိုဘလို့လဲကွာမင်းကအောင်မြင်နေပြီပေါ့လေအေးဟုတ်တယ်ကွာအရန်ကိုအောင်မြင်နေတာအောင်မြင်လို့ရင်ထဲမှာပြည့်ကျက်နေရပြီငါရဲ့ကျွမ်းကျင်မှုပဲကျေးဇူးတင်ရမယ်အေးကွာအခုငါနည်းနည်းအလုပ်ရှုပ်နေတယ်တရုတ်ပြည်ကနဂါး3កောင်ပြည်လက်မြေကုမ္ပဏီနဲ့ပို့ကုန်လုပ်ငန်းကြောင်းဆွေးနွေးနေလို့လေအဲ့ဒီနဂါး3កောင်စီးပွားရေးကိုရက်ဆိုတာလေမင်းဘာတွေလာပြောနေရလဲနေမင်းသိလားကွာအခုမင်းရဲ့အမေကဒုက္ခအရန်ရောက်နေတယ်ဆိုတာဘာတွေဒုက္ခရောက်နေရလဲငါလဲငွေတွေပို့comment ထဲမှာလဲသူတို့ဝမ်းသာနေကြတာပဲငါချမ်းသာလို့
ငါဆက်ပြီးတော့ကြည့်နေနိုင်တော့ဘူးနေမင်းငါမင်းကိုအမှန်တိုင်းပြောရမယ်မင်းသိလားမင်းမြို့ပေါ်တက်ပြီးအလုပ်တွေလုပ်ဖို့အတွက်လေမင်းအမေကမင်းတို့နေတဲ့အိမ်နဲ့မြေကွက်ကိုအတိုးကြီးကြီးနဲ့ပေါင်ထားရတာကွာဘာပြောတယ်မင်းသူပြီးတော့မင်းအမေကခုပင်မမတ်အလုပ်တွေလုပ်နေရတယ်ဟင်းသီးဟင်းရွက်တွေရောင်းနေရတယ်ပကံဆေးတဲ့အလုပ်ကြုံရကြပန်လုပ်ရတယ်ကွာဒါပေမဲ့အတိုးတော့မကြည့်နိုင်သေးဘူးအခုအဲ့ဒီငွေချီးတဲ့သူကပြောတယ်တပတ်အတွင်းငွေမဆက်နိုင်မင်းတို့အိမ်ကိုချက်ချင်းသိမ်းမယ်တဲ့ဟာနေမင်းတယောက်အမှန်တရားကိုသိလိုက်ရတဲ့ချက်ချင်းမှာပဲသူဟာဒီကိစ္စရဲ့အဓိကတရားခံဖြစ်နေတဲ့အတွက်ကြောင့်အရန်ကိုနှောင့်တရပြီးစိတ်မကောင်းတွေဖြစ်သွားပါတယ်ဟာသွားပါပြီအမေတလောက်တောင်ပေမန်းနေရတာငါကြောင့်လားငါအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့အမေကိုဖိအားပေးခဲ့တာငါ့ကိုမြို့ပို့နိုင်ဖို့အမေစူးစမ်းပေးခဲ့တာအမေမှာငွေမရှိဘူးဆိုတာသိရတာနဲ့ဟေးနေမင်းအလုပ်လုပ်တော့လေအချိန်ပြည့်ပြီကွာထွက်ခဲ့တော့ဟာတောက်ကျူးနေငါချမ်းသာတယ်လို့မျိုးတက်ပုံတွေကြွားပြီးတင်နေတဲ့အချိန်မှာပဲဒီလိုကိစ္စမျိုးဖြစ်လာရတယ်နော်နှမျိုးစရာပဲငါဘာမှမပါပဲဒီအတိုင်းကြီးအိမ်ကိုဘလို့မျက်နှာနဲ့ပြန်ရမှာလဲမဖြစ်ဘူးအမေငါ့ကိုစိတ်ပြတ်သွားလိမ့်မယ်ပြီးတော့ရွာသားတွေကလည်းငါ့ကိုဝိုင်းရီကြလိမ့်မယ်အမလေးပယ်လန်းထွက်ပေါက်လဲကွာငါဘလို့လုပ်ရမလဲနေမင်းတယောက်စိတ်ညစ်နေတဲ့အချိန်မှာပဲဆိုင်းပုတ်တစ်ခုကိုလှမ်းမြင်လိုက်ရပါတယ်အဲ့ဒီဆိုင်းပုတ်မှာရေးထားတာကတော့ငွေရေးကြေးရေးခြေတလုံးမှွေလွယ်လေးပဲကျွန်ုပ်တို့ထံဆက်သွယ်လိုက်ပါ456နဲ့လားငွေရေးကြေးကိစ္စလွယ်လေးဟုတ်လားနေမင်းရရက်ပြီးအကြာကြီးတွေးတောနေပါတယ်နောက်ဆုံးတော့သူအဖြေရသွားပါတယ်သူဟာငွေချေးပေးတဲ့နေရာကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒါကဘန်မဟုတ်ပါဘူးအခြေအနေကလောင်းကစားဝိုင်းနဲ့တူနေပါတယ်ဝင်သွားရင်ကောင်းမလားမသိဘူးနောက်ဆုံးမှာတော့နေမင်းဟာရှေ့နောက်မစင်စားပဲငွေချေးစာချုပ်မှာလက်မှတ်ထိုးလိုက်ပါတယ်မင်းတကယ်ပဲတေချာလို့လားကွာတလောက်ငွေအမြောက်မြောက်ချေးရအောင်မင်းသိလားတကယ်လို့မင်းဟာငွေမဆက်ပဲလိမ်ပြေးတယ်ဆိုရင်မင်းဒီလောကကြီးထဲမှာခြေချခွင့်ပြန်ရတော့မှာမဟုတ်ဘူးနော်အဲ့ဒီချိန်သူ့ကောင်းထဲမှာမင်းသူပြောတဲ့စကားအသံတွေပြန်ကြားရောက်လာပါတယ်အခုမင်းအမေကပေမန်မန်အလုပ်တွေလုပ်နေရတယ်ဟင်းသီးဟင်းရွက်တွေရောင်းနေရတယ်ပကံစီအလုပ်ကြုံရကြပန်လုပ်ရတယ်ဒါပေမဲ့အတိုးတော်မကြိနိုင်သေးဘူးအခုအဲ့ဒီငွေချေးပေးတဲ့သူကပြောတယ်တစ်ပတ်အတွင်းငွေမဆက်နိုင်မင်းတို့အိမ်ကိုချက်ချင်းသိမ်းမယ်တဲ့ဟာကျွန်တော်သိချပါတယ်ဗျာကျွန်တော်အသက်အသေးခံမမယ်ကျွန်တော်အမေရဲ့အိမ်ကိုဘသူ့ကိုမှအသိမခံနိုင်ဘူးအပြက်ပဲတတိရှိရပဲအဲ့ဒီတိုင်းဆိုရင်တော့ကံကောင်းပါစီကွာချိန်ထားတဲ့အတိုင်းအတိုးအပြည့်ဆက်ဖို့တော့မမေ့နဲ့နော်ဟုတ်ကဲ့ပါဗျာအဲ့ဒီတထေးကနေမင်းကိုတားကောင်တကောင်လိုမျိုးမျက်လုံးချင်းစုံပြီးကြည့်နေပါတယ်နေမင်းဟာငွေရပြီးတဲ့နောက်မှာတော့အချိန်မဆိုင်ပဲတန်ဖိုးကြီးစိန်ခံကားတစ်စီးကိုတွားငားလိုက်ပါတယ်ကြာတယ်မကသေးပဲတထေးပုံစံအရှင်ဝါထွက်အောင်ဆိုပြီးရွှေအတုတွေပါဝယ်ဝတ်လိုက်ပြီးလူတွေအမြင်မှာသူဟာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေတဲ့အောင်ဖန်တီးလိုက်ပါတယ်အောင်တယ်လာမင်းကြီးလဲကိုရောင်ရမတွန်းလင်းကျွန်တော်ခဏလောက်တော့စောင့်ပါအောင်နော်အမေတထေးလေးနဲ့မင်းအိမ်ပြန်လာနေပြီဗျရွာမှာတော့ဘလို့လဲအန်တီရဲ့ဒီရက်ပိုင်းမျက်နှာပြက်လာချီလားတားကလည်းအောင်မြင်လို့ချမ်းသာနေရပဲဘာလို့မျက်နှာမကောင်းဖြစ်ရတာလဲအေးငါမှတွေးစရာတွေအများကြီးရှိလို့ပါပြောရရင်တော့ငိုတော့ငိုချင်လာတယ်အော်စမ်းကြည့်လိုက်တာဒါပေမဲ့အန်တီသားဒီလောက်တောင်မှချမ်းသာနေပြီအန်တီမှာဘာဝင်ထဝင်ပိုးတွေရှိနေလို့စိတ်ညစ်နေရလဲပြောချင်ပေမဲ့လည်းပြောပြလို့မရဘူးအဲ့ဒီအချိန်မှာပဲအိုးကားကလည်းအလန်းကြီးပဲနော်ဘသူ့ကားလည်းမသိဘူး BMW ကားမလားအိုးငါ့ကိုလာပြီးအကျွေးတောင်းတာတော့မဟုတ်ပါဘူးနော်ဖေးမဟုတ်ပါစေနဲ့ဟာအဲ့ဒါနေမင်းမဲလေမင်းကတကယ်ကိုချမ်းသာလာတာပဲနော်ချစ်စရာအားကြစရာကောင်းလိုက်တာကွာအိုးမင်းဝတ်ထားတဲ့ဆွဲကြိုးလည်းကြည့်အောင်နွားချီတဲ့ကြိုးထက်တောင်မှကြီးပါလားကွာအမေကျွန်တော်ပြန်လာပြီနော်ကျွန်တော်အမေကိုပြောခဲ့တာပဲကျွန်တော်တထေးတယောက်အနေနဲ့အမေကိုဂုဏ်ယူစီရပါမယ်လို့အိုးငါသားလေးနေမယ်ဒါအမေအိမ်မက်နေရတော့မဟုတ်ပါဘူးနော်ဒါတလောက်တော့မှချမ်းသာသွားတာလားအမေလေ
အမေကိုမျက်စိကိုတော့မယုံနိုင်ပါဘူးသားရဲ့တကယ်လားရင်သားဟာအမေကလည်းအမေအိမ်မက်မက်ညာမဟုတ်ပါဘူးဒါငွေသားစစ်စစ်တွေအသက်ဆက်ဆက်တွေကြီးပဲအမေရဲ့တွေ့တယ်မလားအမေယုံမိမလားနေမင်းဟာအိမ်ပြန်ရောက်လာတဲ့ခါမှာတော့သူတကယ်ချမ်းသာတယ်လို့အားလုံးကယုံကြည်အောင်ရွာသားတွေနဲ့ကလေးတွေကိုငွေတွေလိုက်ပေးပါတယ်အမေဖြစ်သူကလည်းဘာမှမတင်ကားမဖြစ်ပဲနဲ့တားဖြစ်သူကိုတကယ်ယုံကြည်သွားပါတယ်နေမင်းအိမ်ပြန်ရောက်ပြီးတဲ့နောက်အမေကသူ့အတွက်အစားအသောက်အကြီးကျယ်ပြင်ဆင်ပေးပြီးဆွေမျိုးတွေကိုပါအတူတူစားဖို့ဖိတ်ခေါ်လိုက်ပါတယ်သူ့အမေပြင်ဆင်ထားတဲ့စားသောက်တွေကနေမင်းကြိုက်တတ်တဲ့အရာတွေကြီးပါပဲသူတို့တွေမစားတာကြပြီဖြစ်တဲ့ဟင်းလျာတွေပါစားစမ်းမသားရဲ့သားကြိုက်တာတွေကြီးပဲအမေလက်စွမ်းပြချက်ထားတာသားရဲ့နေမင်းကပိုက်ဆဆာနဲ့လန့်ကြည့်မိပေမဲ့သူကသူ့ကိုယ်သူတထေးအဖြစ်ဟန်ဆောင်ထားတာကြောင့်လူအများရှိမှဒီလိုရိုးရှင်းတဲ့အစားအသောက်တွေကိုစားဖို့ဝန်လေးနေခဲ့ပါတယ်ငါသာဒီလိုအစားအသောက်တွေကိုစားရင်လူတွေကငါ့ကိုတကယ်မချမ်းသာဘူးလို့တန်တရားဝင်ကြလိမ့်မယ်မဖြစ်ဘူးကျွန်တော်မစားနိုင်တော့ဘူးအမေရဲ့စောစောကတင်နော်ဝေးနိုင်ငံကနေအသေးဆက်ဆက်တင်သွင်းလာတဲ့ဆယ်မွန်ကိတ်တွေစားလာခဲ့လို့လေအခုချိန်ဒီပိုက်ကပြည့်အင်းနေတော့မယ်ဆွေမျိုးတွေကိုပဲစားခိုင်းလိုက်ပါကျွန်တော်မှပိုက်စာဖို့အခွင့်အရေးတောင်မရှိပါဘူးဗျာဘာလို့လဲဆိုတော့ငွေတွေကပူရှန်နေလို့လေတခါတလေကြာရင်လေကိုယ့်ရဲ့ကံကြမ္မာစိတ်မကောင်းဖြစ်မိတယ်ဘာလို့တလောက်တောင်မှချမ်းသာတဲ့ဘဝမှာလူလာဖြစ်ရတာလဲလို့ဟုတ်လားကွာမင်းကပိုက်စာဖို့အခွင့်အရေးမရှိလောက်အောင်ထိချမ်းသာနေလားတကယ်ကိုပြေးစုံလွန်းမာတဲ့နေမင်းရာအေးပေါ်တငယ်ချင်းမင်းကတော့ဒီလိုခံစားချက်မျိုးဘယ်နားလဲပါမလဲဘာလို့လဲဆိုတော့မင်းကတခါမှမချမ်းသာဘူးလေကဲအားလုံးမဲ့စားကြနော်အေးစေးစားကြကဲငါတို့တွေစားလိုက်ကြရအောင်ဟေးဘိုင်းဝအောင်စားကြဘိုင်းဝအောင်စားကြရှယ်ပဲဟေးမင်းသူကနေမင်းကိုတန်တရားမျက်လုံးနဲ့ကြည့်နေပါတယ်သူကနေမင်းရဲ့အမူအရာကတမျိုးကြီးဖြစ်ပြီးကိုပဝင်မြင့်နေတယ်လို့ခံစားနေရပါတယ်ဒါတင်မကသေးပဲမင်းသူကနေမင်းရဲ့ဖက်နှက်ကိုလှမ်းကြည့်မိတဲ့အခါမှာနေမင်းရဲ့ဖက်နှက်ကပေါက်ပြဲနေတာကိုတွေ့လိုက်ရပါတယ်ဒါဟာတထေးတယောက်စီးတဲ့ဖက်နှက်နဲ့မတူပဲပေမန်းကြီးစွာလှုပ်လှုပ်ရတဲ့အလုပ်သမားတယောက်ရဲ့ဖက်နှက်နဲ့တူနေပါတယ်ဟမ်ပြောတော့နေမင်းကတထေးဆိုဘာလို့ဖက်နှက်အပေါက်ကြီးစီးညလဲဟာငါဖက်နှက်ကိုမင်းသူတော့တွေ့တော့မှာပဲဟာနေမင်းမင်းသူ့ကိုကြည့်နေတာကိုရိပ်မိသွားတာကြောင့်ချက်ချင်းပဲစင်ကောထုတ်ပြီးဖက်နှက်ကိုကတ်လိုက်ပါတယ်တော်သေးတာပေါ့တီလေးလွတ်သွားလို့အဲ့ဒီအချိန်မှာပဲရွာတဲကအကျွေးတောင်းတဲ့သူရောက်လာပါတယ်အိုးဒုက္ခပါပဲဘလို့လဲအဖွားကြီးကျုပ်ကိုမြင်လိုက်တာနဲ့ရင်ခုန်သွားတာလားအော်တကြားမင်းရဲ့သားလေးလည်းရောက်နေပြီပဲဘလို့လဲအဖွားကြီးဒီနေ့အတိုးပေးရမယ့်ရက်ပြေးပြီနော်တကယ်လို့ပေးစရာမရှိရင်အိမ်ကိုသိမ်းရလိမ့်မယ်ဗျအဲ့ဒါငါပြောမလို့ကွာတပည့်ရဟဲကျွန်တော်လည်းပြောချင်လို့ပါဆရာရဲ့တထေးမင်းရဲ့ကျမကိုအချိန်နည်းနည်းလောက်ထပ်ပေးပါအောင်လားကျမရအောင်ရှာပေးပါမယ်ပါရီလာပြောနေရလဲနားညှိလိုက်တာအမေအဲ့ဒီကိစ္စကျွန်တော်အတွက်တော့အသေးဖွဲလေးပါလူတိုင်းလည်းသိကြတာပဲနေမင်းဟာအဲ့ဒီချိန်ကိုမြင်တော့ထိုင်ကုံကနေထားလိုက်ပြီးကားနောက်ဖုံးထဲကငွေအိတ်ကိုထုတ်ယူကအကျွေးတောင်းသူကိုပြလိုက်ပါတယ်ဒီမှာမြင်လားအရှင်ရောအတူရောအမေအတွက်အားလုံးအပြည့်စုံပဲပတ်စံကိုစစ်ကြည့်လိုက်ပြီးရင်အမေရဲ့မြေကွက်စာချုပ်ပြန်ပေးပြီးတော့မှတ်ထားလိုက်ငါတို့မျက်စိရှိကိုနောက်တစ်ခါထပ်မလာနဲ့တော့နင်ဖက်ကသူများစီမှာပတ်စံသွားချီးထားတာလေဘာလို့အဲ့ဒီစကားမျိုးသွားပြောရတာလဲနှမျိုးဆရာကြီးဟာသူသာနောက်ထပ်တစ်ပတ်လောက်ထပ်ပြီးတော့ရောက်မလာသေးရင်အဲ့ဒီမြေကွက်ကိုငါသိမ်းပစ်လိုက်လို့ရနေပြီတကယ်ကိုနှမျောဖို့ကောင်းလိုက်တာကွာဟဲ့ကောင်ပတ်စံတွေစစ်ကြည့်စမ်း 3 2 1ပြေးပါရဲဆရာရော့ဒါမင်းတို့ရဲ့မြေကွက်စာချုပ်ကဲနောက်တစ်ခါဒုက္ခရောက်တဲ့ခါကျရင်လည်းတထေးစီကိုပြန်လာခဲ့နော်ကဲပြန်ပြီနော်အမလီသားရဲ့အမေရတော့လေဒီမြေကွက်လေဆုံးရှုံးရတော့မယ်လို့ထင်နေတာသားဟာအချိန်မီရောက်လာတာပဲကျေးဇူးတင်ပါတယ်သားရဲ့အမေရဲ့ကျွန်တော်မင်းသူစီကနေအကြောင်းဆောင်တီးလိုက်ရလို့ချက်ချင်းကိုပြေးလာခဲ့တာပါအမေကိုဒီလိုဒုက္ခရောက်အောင်ပြစ်ထားမိတဲ့အတွက်ကျွန်တော်တောင်းပန်ပါတယ်မေရဲ့ကျွန်တော်အလုပ်တွေအရန်ရှုပ်နေလို့ပါအေးပါသားရဲ့အမေနားလဲပါတယ်မင်းသူကတော့ဖြစ်ပျက်သမျှအခြေအနေအားလုံးကိုရက်ကြည့်နေရင်းနဲ့နေမရချမ်းသာရက်သားနဲ့ဘာလို့သူ့အမေစီတခါမှပြန်မလာခဲ့တာလဲဆိုပြီးစဉ်းစားစရာတွေနဲ့တူသူ့ရဲ့တန်တရားတွေကပူပြီးတော့တိုးလာပါတယ်ဟုတ်ကဲ့ပါရှင်ဒါကတော့နေမရဲ့ဆက်လန်းလေးအပိုင်းနှစ်ပဲဖြစ်ပါတယ်ရှင်ကျန်တဲ့အပိုင်းသုံးကိုတော့လာမယ့်အပတ်မှာဆက်လက်စောင့်မျှော်ကြည့်ရှုပေးပါအောင်ရှင်မမလေးတီခင်ပါ